Assalamualaikum warahmatullahi wabarakatuh မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားအားလုံးကျမ်းမာချမ်းသာကြပါစေငြိမ်းချမ်းသာကြပါစေဒီနေ့ပဲခူးမှာအသစ်ပေးဆက်သွားတဲ့သူရဲကောင်းရဲဘော်တွေပြီးတော့မြန်မာတနိုင်ငံလုံးမှာဆက်လက်ဒီဆက်အာဏာရှင်စနစ်ကိုဆန့်ကျင်ပြီးတော့ဆက်လက်ရှိတဲ့နေကြတဲ့သူရဲကောင်းရဲဘော်တွေမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားအားလုံးရဲ့တက်တိပြတ်တိကိုကျွန်တော်ရင်ပတ်ထက်ကကြီးမားစွာအသိမှတ်ပြုပါတယ်အထူးဂုဏ်ယူလေးစားပါတယ်လို့လည်းပြောချင်ပါတယ်အခုကျွန်တော်တို့မြန်မာနိုင်ငံရဲ့တပိုင်းတစ်ချောင်းမှာဆက်အာဏာရှင်တွေရဲ့ရန်တရားကိုကင်လှုပ်နိုင်မှုဆက်အာဏာရှင်တွေရဲ့ရန်တရားယူဖြိုဖြစ်စီနိုင်မှုကတမိုင်းတစ်ချောင်းမှာအကြီးဆုံးအောင်မြင်မှုကိုရနေတဲ့အချိန်ကာလဆိုတာကိုကျွန်တော်နဲ့မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားအားလုံးအထူးသတိမူဆင်ခြင်နိုင်ပါစေလို့ကျွန်တော်ဆန္ဒပြုပါတယ်အရန်အောင်မြင်လာတဲ့ဘီဆိုတဲ့အရန်အောင်မြင်နေပါပြီဆိုတာကိုကျွန်တော်နည်းနည်းလေးလူတွေမြင်အောင်ပြောချင်ပါတယ်စစ်တပ်ကသူတို့အရန်ကြဆုံသွားပြီသတင်းမီဒီယာလောကမှာလည်းသူတို့ကြဆုံသွားတယ်ကမ္ဘာဝါဒဖြန့်ချိမှုလည်းသူတို့ကြဆုံသွားတယ်စီးပွားရေးရန်တရားလည်းသူတို့ကြဆုံသွားတယ်အုပ်ချုပ်ရေးရန်တရားလည်းသူတို့ပျက်စီးသွားတယ်ဒီနေ့ထိအုပ်ချုပ်ရေးမတည်ဆောက်နိုင်ဘူးဒီနေ့ထိငွေကြေးမလည်ပတ်နိုင်ဘူးဒီနေ့ထိသူတို့ဟာသူတို့ဘက်ကဖြစ်စေခြင်းတဲ့သတင်းတွေကိုလည်းကမ္ဘာကိုမပြနိုင်ဘူးဆိုတော့အဖက်ဘက်ကကြဆုံနေတယ်အဲ့တော့သူတို့ကအရန်ချစ်ရန်ပြီးတော့မောက်မာတယ်မာနရှိတယ်ပြီးတော့ညံကန်းတယ်အဲ့ဒီခါကျတော့မယူရဲဆန်ပြီးတော့ဒီနေ့ထအော်တဲ့စကားတွေကိုကြည့်စစ်တပ်ဘက်ကအော်တာဘာအော်လဲဆိုတော့သူတို့အနေနဲ့လူ900လောက်ကိုတနာရီထဲမှာပြတ်တတ်နိုင်တယ်ဒါချင်းချောက်တာအရန်ကြောက်သွားပြီးတော့အရန်ကြောက်နေတဲ့အတွက်သူတို့ချင်းချောက်တာအဲ့လိုပဲလူကြောက်သွားအောင်ဆိုပြီးလူတွေကိုအယောက်20 30ဖမ်းသွားတဲ့ကလေးတွေကိုတေတံဆိုပြီးတော့သူတို့မချုပ်နိုင်မတီးနိုင်ပြောလိုက်တာမင်းတို့ဒီလိုလုပ်ရင်ဒီလိုတတ်မယ်လို့သူတို့ချင်းချောက်တာတကယ်တော့အဲ့ဒီချင်းချောက်မှုရဲ့တံပြန် side effect ကသူတို့ရဲ့ရင်ဘတ်ထဲကကြီးမားတဲ့အကြောက်တရားကိုဖော်ပြလိုက်ခြင်းဖြစ်တယ်ဒါကိုကျွန်တော်တို့ရှင်းနေနားလည်ဖို့လိုတယ်မကြောက်ဘူးဆိုသူတို့ဟဲတဲ့သူတို့လုပ်နေမှာပဲသူတို့အရန်ကြောက်တယ်သူတို့ရဲ့အုပ်ချုပ်ရေးရန်တရားလည်းပြည့်စည်သွားတယ်သူတို့ဒီနေ့အုပ်ချုပ်လို့မရဘူးပြီးတော့အဲ့ဒီအုပ်ချုပ်ရေးရန်တရားပြည့်စည်တဲ့အပြင်သူတို့ရဲ့စစ်တပ်ထဲမှာကိုတိုင်ကအချင်းချင်းအုပ်ချုပ်နိုင်မှုရန်တရားပြေရော့လာလူတို့ကိုဒီလောက်တတ်နေရတဲ့ထဲမှာသူတို့မတတ်ရတော့တဲ့လူတွေပေါ်လာတယ်ပြီးတော့သူတို့နိုင်ငံတကာကလည်းပဲအာတူးပြည်တကယ်ဝင်တော့မယ်နိုင်ငံတကာတကယ်ဝင်တော့မယ်ဆိုတာတိုင်းမှုတွေအဆင့်လောက်ကတိနေတဲ့ကောင်တွေတိနေတယ်ဒါကြောင့်တိုင်းမှုတွေကလည်းပြေးပေါက်ချနေတယ်ကျွန်တော်တို့သတင်းတွေအတိအကျရတယ်သူတို့ကတော့ခြေကိုလည်းဆုပ်လို့မရဘူးနောက်ကိုလည်းဆုပ်လို့မရဘူးသူတို့ဘယ်လိုပြေးရမလဲဆိုတဲ့အကွက်ကိုသူတို့အများအားစဉ်းစားနေတယ်ပြီးတော့တိုင်းမှုတွေမဟုတ်ဘူးအကြီးဆုံးအကောင်တွေပေါ့နော်သူတို့ပြေးဖို့အတွက်ခွာဆက်ကိုစတင်တိဆောက်လာအဲ့ဒါကတော့ချင်းလေးမြေတာတယ်သူတို့နဲ့ဖက်ဆက်လုပ်ထားတဲ့လုပ်ငန်းတွေကိုသူတို့ဖြစ်စီတယ်ပိတ်တယ်ပြီးတော့ကုန်တိုက်တွေကိုမီးရှို့တယ်ဒီရက်ပိုင်းမှာပဲဗိုလ်တန်းရွှေနဲ့ဦးတေစာတို့ပိုင်ထားတဲ့အပိုင်သိမ်းထားတဲ့ဒီတနိုင်းဒေတာမြေဧက2 သိန်းကျော်လောက်ကိုလူလူတွေကပြန်ယူလိုက်တယ်တကယ်တော့အဲ့ဒါကိုသူတို့ကကြကုတ်ကြကဲခံပြီးတော့သူတို့ရဲ့ချိသမျှစစ်တပ်နဲ့အသေးခံပြီးကာကွယ်ရမယ်အစားအဲ့စစ်တပ်ကိုမတိမတာဟပေးလိုက်တယ်ဆိုလိုတာကတော့သူတို့ရဲ့တချို့ပိုင်ဆိုင်မှုတွေကိုစွန့်လွတ်နေပြီသူတို့ချိနေသောအတွင်းဥစ္စာပစ္စည်းလေးနဲ့နောက်ကွယ်လက်တော့မှာအဲ့တော့လက်ဖို့အတွက်ကလည်းပဲတစ်ဖက်မှာသူတို့လက်မဲ့ဆိုတာကိုအောက်ခြေကလူတွေသိရင်အောက်ခြေကလူတွေကိုလည်းအရင်လက်မှာကြောက်တော့သူတို့အဖမ်းခါမှာကြောက်တော့ဒီအောက်ခြေရဲဘော်တွေကိုလည်းမြှောက်တပေးထားတယ်မင်းတို့လုတ်ကွာရကွာချကွာဓမြတိုက်ကွာလူကွာရယူငါတို့ကနိုင်တယ်ငါတို့အမေရိကန်မဝင်ရဲဘူးငါတို့နိုင်ငံတကာမဝင်ရဲဘူးငါတို့နောက်မှာတရုတ်ရှိတယ်ငါတို့နောက်မှာရုရှားရှိတယ်ဒီလိုတွေသူတို့ကမြှောက်ပေးပြီးတော့သူတို့ကိုယ်တိုင်ကပြေးဖို့အတွက်တေချာဟန်ပြင်းနေပြီလမ်းကြောင်းတွေဖောက်ထားပြီဆိုတာသိကြပါတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့တချို့ပြည်သူတွေကခံစားတယ်ပေါ့နော်မင်းတို့အမေရိကန်တွေ UN တွေကအပြောပဲကွာတကယ်ကူညီမှလည်းမဟုတ်ဘူးလို့ခံစားတယ်လို့မျိုးသူတို့စစ်တပ်ထဲမှာလည်းပဲတရုတ်နဲ့ရုရှားတိုက်ဆိုင်တယ်ဆိုရင်မကာကွယ်ဘူးထွက်ပြေးမှာနော်ဒါတွေက
အာရဗ်အစ္စရေး6ရက်စစ်ပွဲမှာလည်းအတွေ့အကြုံရှိခဲ့ပြီတကယ်တော့အမေရိကန်ကအစ္စရေးဘက်ကကူညီတဲ့အချိန်မှာလုံးဝသူတို့ရဲ့မဟာမိတ်တွေဖြစ်တဲ့အာရဗ်တွေကိုလက်နဲ့ရောင်းတာကိုတော့ရပ်ပလိုက်တယ်ရုရှားတို့ဘာတို့ကထွက်ပြေးတာအဲ့မှာတချို့အာရဗ်နိုင်ငံတွေကစိတ်ဆိုးပြီးတော့မင်းတို့နဲ့တသက်လုံးမဆက်ဆံတော့ဘူးကွာဆိုပြီးတော့အစ္စရေးနဲ့မဟာမိတ်လုပ်လိုက်တဲ့နိုင်ငံတွေရှိတယ်အဲ့တော့အဲ့လိုသစ္စာမဲ့တဲ့လူတွေကိုသူတို့ပူးပေါင်းနေရတာသူတို့လည်းမယုံကြည်ဘူးရုရှားနဲ့တရုတ်ဒီသူတို့ဘက်ကနောက်ဆုံးထိကြကုတ်တကယ်ကာကွယ်ပေးမယ်ဆိုတော့သူတို့လုံးဝမယုံကြည်ဘူးပြေးမှာပဲဆိုတော့သူတို့သိတယ်အဲ့တော့သူတို့ကပြေးဖို့လမ်းကြောင်းချတဲ့အနေနဲ့ဟိုနေစုံနယ်ဖျားတချို့ဝေးကွာတဲ့နေရာတွေမှာရှိတဲ့စစ်တပ်တွေအားလုံးကလည်းအလွယ်တကူလက်နဲ့ချသွားတာမင်းရဲကင်းလည်းသူ့ဟာသူမီးချို့မယ်တချို့စစ်တပ်လည်းသူ့ဟာသူမီးချို့မယ်ပြီးလို့ရှိရင်ဟိုတိုင်းသားတွေကလာဖြစ်တယ်မဖြစ်တယ်ညာဖြစ်တယ်အကြောင်းပြပါဒါပြေးဖို့လုပ်နေတယ်အဲ့တော့ပြည်သူလူထုကြီးကိုတစ်ဖက်မှာသူတို့ကချင်းချောက်ထားတယ်သူတို့ပြေးဖို့လမ်းပေါက်ရအောင်မဟုတ်ရင်ကြောင်ပိတ်သွားမယ်သူတို့အရိုက်ခံရမယ်အသက်ခံရမယ်ဖမ်းပြီးတော့ဟိုဒီနေရာမှာကျွန်တော်ပို့ပွေးလေးနဲ့မြေတားရက်ခံထားမယ်ကျွန်တော်တို့ဗမာပြည်သူလူထုအကယ်၍မင်းအောင်လိုင်းတို့ဘူတန်းချွေတို့ကိုဖမ်းမိရင်လည်းခင်ဗျားတို့ရိုက်မတတ်ပါနဲ့ဘာကြောင့်လဲဆိုတော့တနိုင်ငံလုံးကလူတွေအားလုံးကရိုက်တက်ချင်နေကြခင်ဗျားတို့နှစ်ယောက်တော့ကလက်ဦးပြီးရိုက်တက်လိုက်ရင်တနိုင်ငံလုံးကခင်ဗျားတို့ကျင်းတတ်မှာမဟုတ်ဘူးအဲ့တော့ခင်ဗျားတို့ကဖမ်းပြီးတော့နည်းနည်းပါးပါးလောက်ဆုံးမပြီးကြိုးချီထားပါတနိုင်ငံလုံးကိုရိုက်ခွင့်ပြုဖို့ကျွန်တော်မြေတားရက်ခံတယ်သူတို့အစင်ကအဲ့ဒီကိုရောက်သွားပြီသူတို့ကရိုက်တက်ခံရမှာဆိုတော့သူတို့တသိတယ်ကိုသိတယ်နောက်ဆုံးအနေနဲ့ဟိုခြံတောက်ကတ်သွားတဲ့ခွေးတွေတအားသွားဖျဲတယ်လို့မျိုးသူတို့နောက်ဆုံးဖျဲပြီးတော့ဖျဲချောက်တာဘလောက်တက်ပလိုက်မယ်ဘလောက်ထုပလိုက်မယ်ပဲခူးမျိုးတို့လှိုင်းသားရာတို့တောင်တကုံတို့ကလေးတို့ကိုချိန်မုန်းတာဟိုတော့ကမာနယ်ပရောစစ်ဌာနကြီးကိုချိန်မုန်းတယ်ချိန်မုန်းတယ်ကိုပြည်သူတွေကိုဒါသူတို့အရန်ကြောက်နေတယ်အရန်ကြောက်လို့သူတို့လက်နဲ့ရှိပြီးတော့ဖိန်ကောင်းကျယ်ဘေးပဲတစ်ဖက်ကအကြောက်စိတ်အများအရန်ကြီးမားသွားပြီဖြစ်တဲ့အတွက်လုံးမိလေးတော့လောက်ရတယ်လုံနေတာကြောင်ကနားနဲ့ဒါကိုကျွန်တော်တို့နားလည်ဖို့လိုအပ်တယ်နောက်တစ်ခုကနိုင်ငံတကာအနေနဲ့ကြည့်ရင်လည်းပဲဒါအခုပြည်သူကရွေးချယ်ထားတဲ့ legitimate ဖြစ်တဲ့ဒီလွှတ်တော်ကိုယ်စားလှယ်တွေပေါ့နော်သူကမှကိုစားပြုတဲ့ CRPH ကိုနိုင်ငံတကာရဲ့အတိအမှတ်ပြုမှုကတင်ပို့မြင့်လာအဆင့်မြင့်လာတယ် level မြင့်လာဒါကြောင့်လည်းပဲဒီကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့အရီယာမီတင်းတွေပါဒီမှာအသိမှတ်ပြုပြီးတော့စကားပြောခိုင်းတာဒီလိုအဆင့်ရောက်ဖို့ဆိုတာမလွယ်ပါဘူးအင်မတန်ခက်ခဲပါတယ်ဒီအဆင့်အထိနိုင်ငံတကာကဒီ legitimate ဖြစ်သော CRPH ကိုအသိမှတ်ပြုလာတယ်ဆိုတာကိုကျွန်တော်တို့ကဒါကြီးမားတဲ့အောင်မြင်မှုလို့သတ်မှတ်ရမယ်တစ်ဆက်တည်းပါပဲဟိုပေါ့နော်ဒီ CRPH တဲ့လူငယ်မျိုးဆက်တွေစောစောတုန်းက UN လုံခြုံရေးကောင်စီမှာစကားပြောသွားတာမှာသူတို့ဒါအင်မတန်ရှိကျူဖို့ကောင်းပါတယ်သူတို့စကားကိုအပိုလိုမရှိဘူးသူတို့ပြောနိုင်တယ်ပြီးတော့သူတို့ပြက်သားတင်ပြနိုင်တယ်ဒါတန်တမန်တိုက်ပွဲမှာအင်မတန်ထိရောက်တဲ့ကြီးတွေကိုသူတို့ပြက်ခတ်နိုင်တယ်သူဘောလုံးစကားနဲ့ပြောရင်တော့အင်မတန်ထိရောက်တဲ့ဂိုးတွေကိုသူတို့သွင်းခဲ့နိုင်တယ်ဒီအတွက်ကျွန်တော်တို့ကလည်းရိုးသားနားလည်ပေးဖို့လိုတယ်ပွပွလေးလေးထောက်ခံပေးဖို့လိုတယ်တကယ်တော်ရင်တကယ်တော်တယ်တကယ်ကောင်းရင်တကယ်ကောင်းတယ်ဆိုတာထောက်ခံပေးဖို့လိုအပ်ပါတယ်သူတို့ဒီရတဲ့အခွင့်အရေးလုံးမှာရတယ်လို့သူတို့လုပ်ခဲ့နိုင်တယ်အဲ့ဒီအကျိုးတရားတွေကြောင့်ဒီနေ့ပြင်သစ်ရဲ့အမေရိကန်ရဲ့ကစကားပြောလာတယ် statement တွေပဲထုတ်နေတယ်ဝန်내ကြေကွဲတယ်စောင့်ကြည့်နေပါတယ်အင်မတန်ကြေကွဲရပါ statement တွေနဲ့မလုံလောက်တော့ဘူးငါတို့ဟာအရေးယူမှုတွေစတင်ရမယ်လို့ချင်းချင်းလေးပြောလာတယ်တစ်ဖက်မှာလည်းပဲ Nordic နိုင်ငံများပေါ့နော် Norway Sweden Denmark ပြီးတော့ဒီFinlandပြီးတော့ Iceland အဲ့ဒီနိုင်ငံတွေက R2P ဝင်မှုအတွက်တရားဝင်နိုင်ငံတွေနဲ့တရားဝင်ပြောလာဒါအင်မတန်ကြီးမားတဲ့အောင်မြင်မှုဖြစ်တယ်အဲ့တော့သူတို့ပြောပြီးဆိုရင်အချိန်ကာလကနေညဘယ်ချိန်ဆိုတာတော့မပြောနိုင်ဘူးကျွန်တော်ဟိုအနာသိစာပြောခဲ့တယ်ခင်ဗျားတို့ကိုဝင်ပြီးဆုံးပါမှာဘယ်ချိန်ဆိုတာမပြောနိုင်ဘူးဆိုတာအခုအဆင့်ကနီးကပ်လာပါပြီအင်မတန်နီးကပ်လာပြီအဲ့တော့ကျွန်တော်တို့ပြည်သူလူထုရဲ့အောင်မြင်မှုကမ္ဘာဒီမိုကရေစီအတိုင်းအဝိုင်းကြီးကဒီမိုကရေစီကိုပြန်လဲ restore လုပ်ပေးမယ်ပြန်လဲအစားပေးမယ်ဆိုတော့ဂရိစကားတွေဟာအလကားဖြစ်မသွားဘူးအင်မတန်အောင်မြင်မှုတွေကြီးမားလာတယ်အဲဒီလိုအောင်မြင်မှုတွေကြီးမားလာတဲ့အချိန်မှာကျွန်တော်တို့ကအောင်မြင်မှုများလေတတိထားလာရမယ့်အချက်တွေရှိတယ်အောင်မြင်မှုများရင်
လူတယောက်ကအောင်မြင်လာရင်လူအယောက်90လောက်ဝိုင်းပြီးသူ့ကိုချီးကျူးလာမယ်အဲ့တော့သူ့မှာလူ90နဲ့ဆက်ဆံရမယ်အဲ့90ရဲ့ဒဏ်ကိုခံရမယ်မအောင်မြင်ခင်ကတယောက်မှမလာခဲ့ဘူးပေမဲ့အောင်မြင်လာရင်လူများလာတယ်အဲ့တော့အဲ့ဒီလူဒဏ်ကိုခံရမယ်အဲ့တော့ကျွန်တော်တို့ကလေရွာဖို့လိုတယ်ပါနှက်ဖို့လိုတယ်တန်တမန်ကြီးတွေနားလည်ဖို့လိုအပ်တယ်လူတွေဆက်ဆံတဲ့အခါမှာနောက်တစ်ခုကဒီလိုအောင်မြင်ဖို့အတွက်ကျွန်တော်တို့ဒီစက်ရန်တရားကိုနီးကုန်းချုပ်စေဖို့အလုပ်လုပ်ရတဲ့အချိန်မှာအထူးသဖြင့်စီးပွားရေးပိတ်ဆို့မှုပေါ့နော်ကြီးကျယ်တယ်အရန်ကြီးကျယ်တယ်ဒါပြက်လဲသွားမှာအဲ့လိုပြက်လဲသွားအောင်ကြီးကျယ်တဲ့စီးပွားရေးပိတ်ဆို့မှုမှာပြည်သူလူထုလည်းပဲအဲ့ဒီဒဏ်ကိုခံရမှာပါပြည်သူလူထုလည်းခံရမှာပြည်သူလူထုကြီးပဲခံရတယ်ကွာဆိုတာတော့မခံစားပါနဲ့ဥမာ16ရုံတရုံပေါ့နော်16ရုံတရုံမှာအဲ့ဒီစက်ရုံတစ်သေးတီတရက်မှာဒေါ်လာ2 သန်း2 သိန်းမြတ်တယ်ဆိုရင်စက်ရုံမှာချုပ်နေရတော့အလုပ်သမားကလေးတယောက်ကတရက်မှာ$ပဲခံစားခွင့်ရှိတယ်သူ့ရဲ့ခံစားခွင့်$ရှိတယ်တစ်သေးရဲ့ခံစားခွင့်2 သိန်းရှိတယ်အဲ့ဒီ2 သိန်းသောငွေနဲ့ဒီတစ်သေးနဲ့ဒီစက်အုပ်စုကသူတို့အဲ့ဒီငွေတွေနဲ့လက်နဲ့ဝယ်ပြီးတော့လူထုကိုအနိုင်ကျင့်တယ်စောစောအလုံးလုံးနေရတဲ့$ရတဲ့ကလေးတွေကိုလည်းကလေးမလေးတွေသူတို့အနိုင်ကျင့်တယ်အဲ့တော့ဒီဒီစက်ရုံပိတ်လိုက်ရင်အလုံးလုံးနေတဲ့$ရနေတဲ့လူတွေလည်းပဲခံစားရပါတယ်သိတယ်နိုင်ငံတကာအတိုင်းဝိုင်းကတိုးတော့အဲ့ဒီခံစားရတာကိုခဏလေးကြိတ်မိတ်ခံခိုင်းပြီးတော့တရက်မှ2 သိန်းရပြီးလူဘာဝနေတဲ့အကောင်တွေကိုရိုက်ချင်လို့ဒါဒီဆန့်ကျင်လို့တာအဲ့တော့ဒါမှဘာတွေကြရိုက်လာနိုင်လဲဆိုတော့တကယ်လူသားတွေအလုတ်လက်မဲ့ဖြစ်သွားနိုင်တယ်ကျွန်တော်တို့တွက်ချက်မှုခိုင်မှန်မှုအရာဆိုရင်ကျွန်တော်တို့က fail state ပြစ်သုံးတော့နိုင်ငံဆိုပြီးကျွန်တော်တင်လိုက်တယ်အဲ့ဒီခိုင်မှန်မှုအရာဆိုရင်နောက်2 လအတွင်းမှာမြန်မာနိုင်ငံမှာလူ9 သန်းအလုပ်ပြုတ်မယ်စက်ချုပ်ရုံလုပ်ငန်းတွေပြီးတော့တခြားကုမ္ပဏီလုပ်ငန်းတွေဟိုရေနံကုမ္ပဏီဘာကုမ္ပဏီညာကုမ္ပဏီအများကြီးကုမ္ပဏီလုပ်ငန်းတွေပြီးတော့စစ်တပ်ကပိုင်ထားတဲ့ဥပိုင်ကပိုင်ထားတဲ့ကုမ္ပဏီတွေဒီကောင်တွေအကုန်ရပ်သွားမှာဆိုတော့အလုပ်သမားပေါင်း9 သန်းလောက်ထိခိုက်နေတာဖို့ရှိတယ်အဲ့တော့အဲ့ဒီအလုပ်သမား9 သန်းကိုမှီစားနေတဲ့လူတယောက်ကို3 ယောက်နှုတ်တွေ့ရင်လူကြီး20 လောက်အကျက်တဲ့ဖြစ်နိုင်တယ်တချို့ကလည်းနယ်ကလာပြီးတော့အလုပ်လုပ်တဲ့အတွက်နယ်ကိုပြန်ပြီးရလေးစားနေလို့ရတယ်တချို့ကလည်းမြို့ပေါ်ကလူတွေအခက်အခဲဖြစ်နေဒီနေရာမှာတကယ်ဒီမိုကရေစီကိုလိုလားတဲ့ဒီမိုကရေစီကိုချစ်တဲ့စစ်ပနာအောက်ကလွတ်မြောက်ဖို့အတွက်နှလုံးသားတကယ်ကောင်းတဲ့ပိုက်ဆံရှိတဲ့လူတွေကဒါတွေဟာကိုညီတွေကိုညမတွေပါလားလို့ကိုမှရှိတဲ့ဥစ္စာပစ္စည်းလေးနဲ့ဝေငှစားတောက်ဖို့အရေးကြီးပါတယ်။ဘာကြောင့်လဲဆိုတော့တိုင်းပြည်ကောင်းသွားတဲ့အချိန်မှာစက်ရုံအလုပ်ရုံပြန်လဲပတ်ရင်ခင်ဗျားတို့တထေးတွေကပြန်လဲပတ်မှာအဲ့တော့ဒီစောစောကခင်ဗျားတို့စောက်ချောက်လိုက်ရတဲ့ခင်ဗျားတို့ရဲ့ညီကိုမောင်နှမတွေကခင်ဗျားတို့ဒီထက်ပိုပြီးအလုပ်လုပ်ပြီးတော့ခင်ဗျားတို့လည်းပိုချမ်းသာမယ်သူတို့လည်းပိုချမ်းသာသွားမယ်ဒီကြားကာလကိုအတူတကွညီညွတ်ညွတ်ဖြတ်တန်းနေဆိုရင်ကိုယ့်ရဲ့ပြုစုစောက်ချောက်ခံရတဲ့လူတွေကလည်းတစုံတရာပြန်သိတတ်မှာသိကြတယ်အဲ့လောက်ကျေးဇူးကမ်းတဲ့လူတွေဒီမိုကရေစီကိုလိုလားတဲ့တကယ်တိုင်းပြည်ကိုချစ်တဲ့လူတွေမှာတကယ်အဲ့လောက်ကျေးဇူးကမ်းတဲ့လူတွေမရှိဘူးအဲ့တော့ဒါကိုလည်းကျွန်တော်တို့ကသတိကြီးထားပြီးတော့အလုပ်လုပ်ရမယ်နောက်တစ်ခုကလူတွေဆင်းရဲသွားပြီလူတွေကစားစရာမရှိတော့ဘူးဆိုရင်ခိုးကြမယ်လူကြမယ်တိုက်ကြမယ်ရက်ကြမယ်ဖြစ်လာဒါပေမဲ့ဒီနေ့ဗမာပြည်ဒီမိုကရေစီကိုလိုလားတဲ့လူထုကြီးကဒီအလုပ်တွေကိုအင်မတန်ချောင်းနေဒီနေ့ထိမိချို့တာဖြစ်စီတာခိုးတာလူတာမရှိဘူးရှိတယ်ဘသူတွေလဲစောစောတုန်းကစစ်တပ်ကမွေးထားတဲ့9000စားအုပ်စုတွေစက်သားတွေကမွေးထားတဲ့လက်ပါစေတွေဒလန်တွေဒီကောင်တွေခိုးနေဝက်နေတယ်တိတ်မကြခင်မှာဒီစက်ရန်နေရာကြီးပြိုသွားရင်လက်နဲ့ရှိတဲ့သူတို့စက်တပ်ကပဲခိုးပဲစက်တပ်ကပဲလွတ်မယ်ပြီးရင်စောစောအလုတ်ပြုတ်သွားတဲ့ဆဲသားပြည်သူတွေကိုထိုးချမယ်လက်ညှိုးထိုးပဲဒီကောင်တွေငတ်နေလို့ခိုးတာနော်ဘာဖြစ်တယ်ညာဖြစ်တယ်ပြောမယ်ဒါကြောင့်ဒါကိုသတိကြီးထားဖို့လို့တကယ်တမ်းရိုးရိုးသားသားအလုတ်ပြုတ်သွားတဲ့လူတွေကိုကိုရီဘက်ကစောက်ချောက်ထားပါတတ်နိုင်တယ်မြအဲ့တော့ကြံတဲ့ကောင်တွေခိုးတယ်ဆိုတာဒီစစ်တပ်ကအကောင်တွေစစ်တပ်ရဲ့လက်ပါစေတွေဆိုတာကိုယ်မြင်သွားမယ်ဒီလိုကိစ္စတွေကိုကျွန်တော်တို့သတိကြီးထားဖို့မေတ္တာရက်ခံတယ်နောက်တစ်ခုကစားနေတောက်နေရတဲ့လူတွေအထူးသဖြင့်ကျွန်တော်တို့မွတ်စလင်တွေဆိုရင်ရမ်ဇန်လာတော့မယ်ဥပုသ်လာတော့မယ်ဥပုသ်ဖြည့်တဲ့အချိန်မှာအစားအသောက်လေးနဲ့
စားကြတောက်ကြတယ်စားပါကိုစားတဲ့တပတ်စားပါဒါပေမဲ့တိုင်းသူပြည်သားကြီးဒီအခက်အခဲကိုကြီးဆိုင်ရတဲ့အချိန်မှာခင်ဗျားတို့ online ပေါ်ကနေပြီးအစားအသောက်တွေကိုသူများတွေကိုဟိုစိတ်နှောက်ချက်ဖြစ်စေတဲ့အစိတ်လောက်ဒီခင်ဗျားတို့ online ပေါ်မှာတင်ပြီးမကြွားပါနဲ့ကိုစားပါသူတိတ်နဲ့ကိုကတရေလုံးဥမိုးဆောက်ထားတော့ညနေပိုင်းစားချိန်မှာတေးကြတယ်စားပါဒါပေမဲ့ခင်ဗျားတို့အဲ့ဒီကြွားတဲ့အလုပ်ကိုမလုပ်ပါနဲ့ဘာကြောင့်လဲဆိုတော့တစ်ဖက်ကပြည်သူကငတ်လာပြီငတ်နေပြီအဲ့ဒီခါမှာခင်ဗျားတို့ရဲ့ကြွားခြင်းဟာခင်ဗျားတို့ဒုက္ခပေးသွားနိုင်တယ်ဒါကြောင့်သတိကြီးဖို့လိုအပ်တယ်နောက်တစ်ချက်ကချွေငွေယတနာဥစ္စာပစ္စည်းရှိတဲ့လူတွေခင်ဗျားတို့လိုက်ရလာနဲ့ဟိုလေဘေးမှာဆွဲကြိုးတွေအများကြီးဆွဲပြတာတွေလက်စွပ်ကြီးတွေလုတ်ပြတာတွေအဲ့လိုလူစိမ်မမီတဲ့ကြွားနှုံးတွေကိုချော့ပါမကြခင်ခင်ဗျားတို့လူရက်ခံရပါလိမ့်မယ်ဒါကြီးက fail state ဖြစ်သွားပြီအဲ့တော့သတိကြီးဖို့လိုတယ်ကိုယ့်ဘက်ကတကယ်ကိုဆင်းရဲတဲ့တကယ်ကိုကြိုးစားတဲ့လူတွေကိုခင်ဗျားတို့ကျွေးပါမွေးပါစောင့်ရှောက်ပါကိုညီကိုမောင်နှမတွေလို့ဒါပေမဲ့ခင်ဗျားတို့မကြွားပါနဲ့အဲ့တခုလည်းအရေးကြီးတယ်နော်သတိထားဖို့လိုနောက်တစ်ခုကဒလန်ဆိုတဲ့ကိစ္စကျွန်တော်တို့နည်းနည်းကျွန်တော်တို့88ကာလမှာဒလန်တွေရှိခဲ့တယ်ပြီးတော့လူငယ်တွေတောခိုလာတယ်ဒလန်တွေပါတယ်အများကြီးပါတယ်ဒါလည်းပဲအမှန်တရားတိုးတော်လည်းပဲဒလန်မဟုတ်ပဲနဲ့အချင်းချင်းအာနာလူမှုနဲ့ဒလန်လို့ထိုးချတာလည်းအများကြီးရှိခဲ့တယ်အချင်းချင်းအာနာလူမှုနော်ဟိုဖွဲ့လေးမှာဥက္ကဋ္ဌဖြစ်ဖို့ဒီဖွဲ့လေးမှာဘာဖြစ်ဖို့အဲ့လိုအချင်းချင်းနဲ့ဒလန်လို့ထိုးချပြီးတော့တပ်ဖြတ်တာတွေအများကြီးရှိခဲ့တယ်ဒါကြောင့်ဒီဒလန်ဆိုတဲ့ကိစ္စကိုအင်မတန်မှသတိကြီးကြီးထားပြီးတော့စဉ်းစားဆုံးဖြတ်ဖို့လိုတယ်အဲ့တော့လူတယောက်ကိုမတင်ကြဘူးဆိုရင်ကိုယ့်ထက်ဉာဏ်အမျှော်မြင်ရှိသောပုဂ္ဂိုလ်ကိုတင်ပြပါခင်ဗျားတို့ရဲ့အရင်လိုတဲ့စိတ်တွေနဲ့မဆုံးဖြတ်ပါနဲ့အမုန်းတရားတွေနဲ့မဆုံးဖြတ်ပါနဲ့ကိုကသူ့ကိုမလိုလို့ဆိုတဲ့မလိုမုန်းတရားစိတ်တွေနဲ့မဆုံးဖြတ်ပါနဲ့ဒါအလွန်အရေးကြီးတဲ့ကိစ္စဖြစ်တယ်နောက်တစ်ခုကဟိုနေ့ကတော့ကျွန်တော်ဒါ CRPH တဲ့လူကြီးတယောက်ပေါ့နော်သူကပြောတယ်မြို့ပေါ်မှာဓမ္မခန္ဓာကြီးလွတ်မြောက်နေပြီကိုလာခဲ့ပါကျွန်တော်တရားဝင်ကြားလိုက်တယ် RFA မှာပြောတာဆိုတော့လာလို့လွယ်တယ်လမ်းကြောင်းတွေအများကြီးရှိတယ်ဒါပေမဲ့မြို့သူမြို့သားတွေတောတန်ကိုခံနိုင်မလားဒါကိုအရင်စဉ်းစားပါတောတန်ကကြောက်ဖို့ကောင်းတယ်ခင်ဗျားတို့သွားပြီး9ရက်မှစိတ်သက်ကြမယ်ဟာငါတို့ဒါနဲ့ပဲစားနေရလားငါတို့ဒီလိုပဲအိပ်ရလားငါတို့ချင်းနေကြိုက်တယ်ငါတို့မှလက်ဖိတ်ဆန်ထိုင်ဖို့မရှိဘူးအဲ့လိုခင်ဗျားတို့ရဲ့မြို့ပေါ်မှာနေခဲ့သောဇယိုက်တီတောမှာလုံးဝ100%ဆန့်ကျင်ပါတောသူတောသားတွေခင်ဗျာငရုတ်သီးနဲ့ထမင်းကိုစားပြီးတော့သူတို့ကငရုတ်သီးနဲ့ပဲစားတာကျွန်တော်ကိုယ်တိုင်လည်းစားခဲ့ရတယ်တောခိုတုံးကထမင်းထဲမှာငရုတ်သီးရဲ့အချိုမုတ်ရဲ့စားရဲ့3မျိုးပဲရမယ်တရက်တည်းစားရတာမဟုတ်လားနဲ့ချီစားရတယ်အဲ့ဒါကိုခံရတဲ့အချိန်မှာမခံနိုင်တဲ့လူပေါ်ကြော့နေခဲ့ရတဲ့လူတွေကစိတ်တက်ကြလာအဲ့ဒီစိတ်တက်ကြမှုကြောင့်သူတကယ်လာခဲ့တာဒီရွယ်ချက်အမှန်နဲ့လာခဲ့တာသူဒီစစ်တပ်ကိုတော်လာမယ်ဆိုတဲ့ရွယ်ချက်အမှန်နဲ့လာခဲ့တာဒါပေမဲ့တော်ရမှာ3ရက်နေပြီးတဲ့အချိန်မှာသူ့ရဲ့စိတ်ကပျောက်သွားတယ်သူဘန်ကောက်ကိုတပြေးပြေးမယ်သုံးမို့ရင်လည်းပဲကဘာပြည်တဲ့ကိုပြန်လာပဲကောင်းတယ်ကွာငါအေးဆေးနေတော့မယ်လက်နဲ့ချပြီးနေတော့မယ်ဆိုပြီးတော့ဖြစ်သွားတဲ့အုပ်စုတွေရှိတယ်အဲ့ဒီခါမှာကျွန်တော်တို့88ကာလနောက်ပိုင်းမှာမြက်ခင်းသစ်တို့ဂျာနယ်ဆိုပြီးပေါ်သွားတယ်ဒီကောင်တွေကပြန်တော့သူတို့ဟိုမှာထောင်မကြအောင်အရိုက်မခံရအောင်အထောက်မခံရအောင်တောထဲကမကောင်းကြောင်းတွေအကုန်ကြီးရတော့အဲ့တော့ကိုယ့်ရဲ့စိတ်အမှန်နဲ့လာခဲ့တော်လဲပဲကိုယ့်ရဲ့စိတ်ခံနိုင်အားကိုပြင်သွားပါစိတ်ခံနိုင်အားမရှိလို့ရှိရင်ခမားတို့ဒီရည်ရွယ်ချက်မှန်တော်လဲပဲခမားတို့ရဲ့စိတ်ဖောက်ပြန်မှုကြောင့်ခမားတို့ကိုယ်တိုင်တလားအတွင်းမှာဒလန်ဖြစ်သွားမယ်အဲ့ဒါကိုလည်းပဲအင်မတန်သတိကြီးဖို့လိုအပ်ပါတယ်ခမားတို့သွားမဲ့လမ်းခရီးဒီပန်းခင်းလမ်းမဟုတ်ဘူးအင်မတန်ကြမ်းတမ်းတယ်အင်မတန်ခက်ခဲတယ်အဲ့တော့တိုးတော်လည်းဆက်အာနာချင်းအောက်မှာတော့မနေရဘူးပေါ့ခင်ဗျားတို့ရည်ရွယ်ချက်တကယ်ရှိတယ်တကယ်တော်လာမယ်တကယ်ခံချမယ်ဆိုရင်တော့ခင်ဗျားတို့ပြင်ဆင်ပါသွားပါဒါပေမဲ့အဲ့ရည်ရွယ်ချက်ကိုမပြောက်စေနဲ့ခင်ဗျားတို့ပြန်ရောက်လာတဲ့အချိန်ထိအဲ့ရည်ရွယ်ချက်ကိုထားနိုင်ရင်သွားပါအဲ့ဒါသတိအင်မတန်ကြီးဖို့လိုအပ်တယ်သတိမကြီးဘူးဆိုရင်ခင်ဗျားတို့ကိုယ်တိုင်ဒလန်ဖြစ်သွားမယ်ဒါပေမဲ့တခုတော့ရှိတယ်အခုဒေါ်လာရေးဒီ88ဒေါ်လာရေးနဲ့မတူဘူး
အခုတော်လှန်ရေးဒီကမ္ဘာအတိုင်းဝိုင်းကိုတိုင်ကပါဝင်လောက်ကင်ပေးနေသောတော်လှန်ရေးဖြစ်တယ်ဒါကြောင့်88ဒေါ်လာရေးလို့နောက်ရိုင်သွားမှာမဟုတ်အခုဒေါ်လာရေးကြောင့်စစ်တပ်အသားဝိုင်းနဲ့ဆက်အာဏာရှင်အယတအာဏာရှင်အဲ့အာဏာရှင်စနစ်ကြီးပြတ်တုံသွားမှာဒါသိကြတယ်နောက်တစ်ခုကကျွန်တော်မကြာခဏထည့်ပြောတယ်ခင်ဗျားတို့လောက်ရကာရလွယ်အောင်လူမျိုးကြီးစိတ်ချော့ပါတချို့လည်းချော့ချင်မှချော့မယ်ဒါသတိထားဖို့အရင်လိုအပ်တယ်နော်ကိုယ့်အကိုလူမျိုးကြီးစိတ်ချီမှမသိဘူးအဲ့ဒီခါကျတော့ခင်ဗျားတို့ကညုံမောင်းအစိုးရဖွဲ့မယ်အဲ့မှာညုံမောင်းအစိုးရထဲမှာမွတ်စလင်တွေက2ယောက်ထဲမယ်ခရစ်ယာန်တွေက2ယောက်ထဲမယ်ဟိန္ဒူတွေက1ယောက်ထဲမယ်ဗုဒ္ဓဘာသာတွေက3ယောက်ထဲမယ်ရှမ်းတွေက2ယောက်ထဲမယ်ကရင်တွေက2ယောက်ထဲမယ်ကချင်တွေက2ယောက်ထဲမယ်ပြီးရင်ဘာပြောမလဲကျွန်တော်တို့ဒီလူမျိုးရေးမခွဲခြားဘူးကျွန်တော်တို့အစိုးရမှာကြည်ပါလူမျိုးစုံဘာသာစုံပါပါတယ်အဲ့ဒါဖက်ဒရယ်အစိုးရမဟုတ်ဘူးအဲ့ဒါခမားတို့ကြိုးကင်ထားသောခမားတို့ရဲ့အစိုးရတရားတာဖြစ်တယ်ခမားတို့နဲ့အလွမ်းတင်သောခမားတို့လှုပ်လို့ဂိုင်လို့ကောင်းသောခမားတို့တူရလူစုထားသောနောက်ထပ်အစိုးရဘုံဦးစီးစနစ်အစိုးရတရားတာဖြစ်လာမယ်ဖက်ဒရယ်အစိုးရမဟုတ်ဘူးအဲ့တော့ဖက်ဒရယ်အစိုးရဖြစ်အောင်တကယ်ကိုပနစ်ရိုက်ပါတီဆောက်ပါခမားတို့ရဲ့နှလုံးသားတွေမှာဖက်ဒရယ်အစိုးရမဖြစ်နိုင်ဘူးဆိုရင်ခမားတို့ထပ်ပြီးနာမယ်ဒါခမားတို့ကိုသတိပေးတာဒီတစ်ချိန်မှာနိုင်သွားပြီးရင်ငါတို့ရဲ့လူမျိုးကြီးဝါဒအတိုင်းငါတို့အုပ်ချုပ်ပဲဆိုတဲ့အတွေးခေါ်ထားရင်ခမားတို့တိတ်မကြခင်မှာနောက်ထပ်2ဆပို့နာမယ်ဘာကြောင့်လဲဆိုတော့ဒီအတွေးခေါ်ကိုကဘာကြီးကလက်မခံတော့အဲ့လိုအုံမြင့်ချခြင်းကိုကဘာကြီးကလက်မခံတော့အဲ့ဒီလိုအခြေခံတရားတွေကိုသိထားဖို့လိုအပ်တယ်လူမျိုးစုတွေဖြစ်တဲ့ဒီနေ့တိုင်းရင်းသားလို့အခေါ်ခံရတော့လူမျိုးစုတွေအဲ့လူမျိုးစုတွေဘက်ကလည်းပဲချင်းချင်းလေးနားလဲပါဒီလူမျိုးဟာပြန်ပြီးလွတ်မြောက်သွားရင်လည်းပဲလူမျိုးကြီးအစိုးရဖွဲ့လို့မရတော့ဘူးခင်ဗျားတို့မကြောက်နဲ့ရဲဒီနေ့သူတို့နဲ့ပူပေါင်းပါဖွဲ့လို့မရတော့ဘူးသူတို့ဖွဲ့ရင်သူတို့နာမယ်အကြီးနာဖို့ရှိတယ်အဲ့ဒါကြောင့်ခင်ဗျားတို့ဘက်ကလည်းပဲတန်တရားတွေနဲ့ငါတို့ဒီလိုလိုက်ရောလိုက်ရင်သူတို့တွေပဲပြန်အုပ်ချုပ်သွားမလားလို့မကြောက်ပါနဲ့ဒါကြောက်စရာမလိုအပ်တော့ဘူးခက်ကာလအနေထားရဲ့ပတ်ဝန်းကျင်အနေထားရဲ့တိဆောက်ထားမှုရဲ့ကမ္ဘာရန်တရားတိဆောက်ထားမှုရဲ့ကလူမျိုးကြီးဝါဒဘက်ကိုတွားခွင့်ကိုမရှိဘူးတွားရင်တွားတဲ့အုပ်စုနာမယ်အဲ့တော့မကြောက်ပါနဲ့ရဲဒီနေ့ဖွဲ့ပါရဲဒီနေ့ပူပေါင်းပါတိုးတော်ရိုးသားဖြူစင်မှုလို့နိုင်ငံရေးသမားတွေရိုးသားဖြူစင်မှပြည်သူတွေချမ်းသာမယ်ပြည်သူတွေတိုးတက်မယ်ပြည်သူတွေညီညွတ်မယ်နိုင်ငံရေးသမားတွေကောက်ကျစ်နေမယ်နိုင်ငံရေးသမားတွေငွေမဲ့မယ်နိုင်ငံရေးသမားတွေကရတဲ့အကောင်ပေါင်းပြီးတော့ပိဿာလှုပ်ရှားမယ်ဆိုရင်အဲ့ဒီကောင်တွေတရားခံဖြစ်သွားမယ်ကျွန်တော်သတင်းရပါတယ်ကျွန်တော်မှာအောက်ရှိသတင်းတွေအများကြီးရှိတယ်ဒီနေ့ NLD ပါတီမှာတက်တက်ကြွကြွလှုပ်ခဲ့တဲ့မြို့ပေါ်အကောင်တွေဒီနေ့စစ်တပ်နဲ့ပေါင်းနေရတယ်ရှိတယ်ဒီနေ့သတင်းရတယ်အဲ့တော့သူတို့ကအကျိုးစီးပွားမှာမှီတာ NLD တက်လိုက် NLD ကိုပေါင်းမယ်စစ်တပ်တက်လိုက်စစ်တပ်ကိုပေါင်းမယ်ဒီလိုအကောင်တွေကိုခင်ဗျားတို့ပြန်မသုံးပါနဲ့ခင်ဗျားတို့ကျွန်တော်သတင်းရတယ်လို့ခင်ဗျားတို့လည်းရမယ်အဲ့တော့ခင်ဗျားတို့မှာလည်းပဲငွေရအောင်နိုင်ငံရေးလှုပ်ချင်းဆိုတာတဲ့တိုင်းပြည်ကောင်းစားအောင်နိုင်ငံရေးလှုပ်ချင်းကိုခင်ဗျားတို့နှလုံးသားမှာထားပါငါတော့အမတ်ဖြစ်လာရင်ဘာတွေလှုပ်စားမယ်ဘာခွင့်ရှိတယ်ညာခွင့်ရှိတယ်ဆိုတာခင်ဗျားတို့မေ့လိုက်ပါအဲ့ဒါကြီးကခင်ဗျားတို့ကိုအခုဒီနေ့ဒုက္ခပေးသွားပြီအဲ့ဂွင်တွေကိုမေ့လိုက်ပါပြပမှာအစိုးရဖွဲ့သည်ဖြစ်စေလွတ်မြောက်နယ်မြေမှာအစိုးရဖွဲ့သည်ဖြစ်စေ proposal နောက်ကိုအများကြီးမလိုက်ပါနဲ့ proposal လိုအပ်တယ်တိုင်းပြည်ထူထောင်ဖို့လိုအပ်တာတိုင်းပြည်ကလူတွေအတွက်ပေးဖို့ကမ်းဖို့လာစားတွေတိဆောက်ဖို့ဒီစက်အုပ်စုကိုအပြတ်တိုက်ဖို့အတွက်လိုအပ်တာခင်ဗျားတို့အစည်းအဝေးတွေမှာဘီယာတွေတောက်မယ်ပြီးရင်9000နာအစည်းအဝေးလုပ်ရမယ့်နေရာမှာ9000 project တွေမယ်ဒါမျိုးတွေမလိုအပ်ပါဘူးဒါတွေအားလုံးကခင်ဗျားတို့အတွက် record ဝင်နေတယ်အဲ့တော့အဲ့ဒါတွေကိုသတိကြီးကြီးထားဖို့လိုအပ်တယ်အခုပွဲကြီးကဘသူပဲပါမပါအောင်မြင်မယ်ကျွန်တော်မကြာခဏပြောပါတယ်ဒီနေ့လဲ CRPH ကိုကျွန်တော်ထောက်ခံတယ်အားပေးပါတယ်ခင်ဗျားတို့တွေဖွဲ့ပါအစိုးရပြန်ဖွဲ့ပါအကယ်၍ခင်ဗျားတို့လက်နေခဲ့လို့မဖွဲ့ဘူးဆိုရင်ပြည်သူပြည်သားမကြဆုံးသွားဘူးခင်ဗျားတို့ကြဆုံးသွားမှာ
ဒီမိုကရေစီကိုလိုချင်သောပြည်သူပြည်သားကြဆုံးသွားဖို့မရှိဘူးခင်ဗျားတို့ကြဆုံးသွားမယ်ပြည်သူပြည်သားအပါအဝင်နိုင်ငံတကာမှာခင်ဗျားတို့ကပလင် A ဖြစ်နေတယ်အဲ့ပလင် A ကိုအရင်တိဆောက်ပေးနေတယ်ဒါပေမဲ့အဲ့နိုင်ငံတကာမှာပလင် B ပလင် C ရှိတယ်ငါတို့က legitimate ဖြစ်တယ်ငါတို့အပြင်နောက်ထပ်ဘယ်သူမှကြော်လို့မရဘူးဆိုတဲ့စိတ်မျိုးမထားပါနဲ့နိုင်ငံတကာအတိုင်းအဝိုင်းမှာပလင် B ပလင် C ရှိတယ်ဒါကိုခင်ဗျားတို့သိဖို့ဖော်ပြောလိုက်တာဒီနေရာမှာတခြားဒလန်တွေရှိတယ် NLD တွေကလည်းရှိတယ် win-win theory ကိုတိဆောက်ဖို့ကြိုးစားနေတာ win-win theory ကျွန်တော်နှစုံတစ်ပြားကြတယ်လူနဲချင်းနဲမယ်များချင်းများမယ်ပင်မနေပြီလူတွေတင်းနေပြီသူအများကြီးလူတွေကိုချင်းချောက်ပဲပြီးရင်ဘာလုပ်မလဲကောင်းပြီစစ်တပ်နဲ့ပြန်ဆွေးနွေးမယ်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ကိုသူကာချုပ်လိုချင်ကာချုပ်ထားပေးလိုက်မယ်9နဲ့10နဲ့ပြီးရင်ဒေါအောင်ဆန်းစုကြည်ကိုတပရတင်ပေးလိုက်မယ်အဲ့လိုနှစ်ဦးနှစ်ဖက်ပြည်လဲတဲ့လမ်းကြောင်းညှိမယ်ဆိုတဲ့အကောင်တွေကိုကြားနေရတယ်အင်မတန်အော်နှလုံးနာဖို့ကောင်းတယ်အင်မတန်အော်နှလုံးနာဖို့ကောင်းတယ်အဲ့လိုလူမျိုးတွေရှိတယ်ဒါကျွန်တော်သိတယ်ဆိုခမားတို့ပါတီဝင်ချင်းလည်းသိနေမယ်ဒါခမားတို့ပြက်ပြက်သားသားအရေးယူဖို့လိုအပ်တယ်နောက်တစ်ချက်ပြည်ပမှာရောပြည်တွင်းမှာရောတချို့တော့ဇဝေဇဝါကောင်တွေရှိတယ်အာဆီယံနဲ့ကညှိပေးမယ်ဟုတ်ပါတယ်နိုင်ငံရေးအရာဒီပလိုမေစီအရာအာဆီယံနဲ့ညှိမယ်ဆိုတော့โอเคညှိပါဒါကိုမကအချို့သက်ပြောရမယ်စကားဒါပေမဲ့သိထားရမှာကအာဆီယံဝင်ညှိလို့ဒီနိုင်ငံရေးမပြေလည်ဘူးစကလုံးအရတော့နိုင်ငံတကာရဲ့ move နိုင်ငံတကာရဲ့ flow အရ yes diplomacy စကားကိုပြောဖို့လိုအပ်တယ်ဒါပေမဲ့ကိုသိထားရမှာကဒီအာဆီယံဝင်ညှိလို့ဒီနိုင်ငံရေးမပြေလည်ဘူးစစ်တပ်ဘက်ကလည်းနောက်ဆုတ်ပေးဖို့မရှိဘူးသူတို့ကကြောင်ပိတ်သွားပြီသူတို့ကပြေးရမယ့်အကောင်တွေသေရမယ့်အကောင်တွေအဲ့တော့သူတို့ကနောက်ဆုတ်ပေးဖို့မရှိဘူးသူတို့ဘက်ကတောင်းမယ်နှစ်တောင်းမယ်ရွေးကောက်ပွဲပြန်လုပ်ပေးမယ်ပြောမယ်လိမ့်နာအားလုံးဒါကိုခမားတို့သိဖို့လိုတယ်အဲ့တော့ခမားတို့သိထားရမှာကအာဆီယံဝင်ညှိတော့လဲပြည်လဲမပြေလည်ဘူးငါတို့ဘာလုပ်ရမယ်ဆိုတဲ့ပလင်ကိုခမားတို့ချထားဖို့လိုအပ်တယ်ဒါတွေကတတိကြီးကြီးရှိစေခြင်းလို့ပြောတာအခုကနိုင်ငံရေးထက်တော်လှန်ရေးနိုင်ငံရေးရောတော့ပေါင်းစပ်ထားသောနိုင်ငံရေးဖြစ်နေတယ်ရိုးရိုးတန်းတဲ့နိုင်ငံရေးမဟုတ်ဘူးပြည်တွင်းမှာကခိုင်မော်နေပြီးတော့လွတ်တော်အမတ်အရွေးခံသောနိုင်ငံရေးမဟုတ်ဘူးတော်လှန်သောနိုင်ငံရေးဖြစ်နေတယ်ဒါကြောင့်တတိက2ဆ3ဆပိုရှိရမယ်ပြည်သူပြည်သားတွေညီညွတ်အောင်ပြည်သူပြည်သားတွေလုံခြုံမှုရှိအောင်ပြည်သူပြည်သားတွေဒီထက်ပိုမခံရအောင်ခင်ဗျားတို့တတ်တဲ့သမျှစူးစမ်းရမယ်တစ်ဖက်ကလည်းဒီမိုကရေစီကိုတောက်ရမယ်တစ်ဖက်ကခင်ဗျားတို့မှာကိုယ်ပိုင်ပလင်ရှိရမယ်အဲ့ဒီပလင်တွေကိုတိဆောက်ထားပါလို့ကျွန်တော်ဒီနေ့ကပြောချင်တယ်အဲ့တော့အောင်မြင်မှုကအကြီးကြီးရှိနေတယ်ခင်ဗျားတို့ပါလဲအောင်မြင်မှာမပါလဲအောင်မြင်မှာတိုးတော့ခင်ဗျားတို့ legitimacy ဖြစ်တယ်ကျွန်တော်တို့အားလုံးကခင်ဗျားတို့ကိုထောက်ခံရမှာဖြစ်တယ်ခင်ဗျားတို့ပစ္စည်းကြောင့်ကြံစီခွင့်ကိုမရှိဘူးကြောက်တွန်းချခွင့်ကိုမရှိဘူးအဲ့တော့ခင်ဗျားတို့ကိုအားလုံးကထောက်ခံနေတယ်ဒီအရေးတော်ဘောကလုံးဝအောင်မြင်သွားမယ်အဲ့ဒီအောင်မြင်မှုမှာခင်ဗျားတို့ရဲ့အခမ်းကဏ္ဍဒီကြီးကြီးမားမားပါစေခြင်းတဲ့စေတနာနဲ့ဒီနေ့စကားပြောနေခြင်းဖြစ်တယ်ခင်ဗျားတို့မပါလဲအောင်မယ်ခင်ဗျားတို့ပါလဲအောင်မယ်နိုင်ငံတကာမှာပလင် AB ရှိပြီးသားအဲ့ဒါလေးကိုတော့သိစေခြင်းတယ်အဲ့တော့ပြည်သူလူထုအနေနဲ့လုံးဝစိတ်ဓာတ်ကျစရာမလိုဘူးခင်ဗျားတို့လိုချင်သောဒီမိုကရေစီကခင်ဗျားတို့လက်ထက်ကိုရောက်လာမယ်လို့ကျွန်တော်ဂရီးပေးရင်နဲ့ဂရီးပေးစကားပြောနိုင်တော့ပြောရင်းနဲ့ဒီနေ့ကျွန်တော်ရဲ့ live ပြောခြင်းကိုနှီးကုပ်ချုပ်ပါတယ်ဒါတိုင်းပြီလို့ကျမ်းမာချမ်းသာကြပါစေဒီမိုကရေစီကိုအမြန်ရပါစေပြီးတော့စစ်အာဏာရှင်စနစ်အမြန်ဆုံးပျောက်လွင့်သွားပါစေလို့ဆုတောင်းရင်နှီးကုပ်ချုပ်ပါတယ်အစ္စလာမ်အလိုင်ကွမ်ဝါရမတ်တူလာဝဘရကာတူ